ဒီနေ့ကျွန်တော်တို့ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ရိုးရှင်းတဲ့ဘဝအထဲမှာလွတ်လပ်မှုကိုဘယ်လိုရှာမလဲဆိုတာပါပဲဒီအတွက်ရောင်ရည်ချင်းအနုပညာဆိုတဲ့စာအုပ်လေးကိုအခြေခံပြီးတော့ minimalism သတ္တနာအကြောင်းကိုပြောပြသွားခြင်းပါတယ်ကဲဒီအကြောင်းအရာထဲကိုမဝင်ခင်မှာလေရန်စုံကိုမေကွန်းလေးတစ်ခုလောက်မေးကြည့်ကြရအောင်အခုလိုခက်ကြီးထဲမှာလေတခါတည်းကို့မှာပစ္စည်းတွေကလည်းများလုံးစရာတွေကလည်းများခေါင်းထဲမှာတွေးတွေကလည်းရှုပ်ရက်ခဲနေတော့အရာအလုံးကကိုဝိုင်းပြီးဖြီးစည်းနေတယ်လို့မျိုးအဲ့လိုမျိုးရောခံစားဖူးကြလားအဲ့ဒီလိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေကလည်းတကယ်တော့ကျွန်တော်တို့ကိုထောင်ချောက်တစ်ခုတည်းပိတ်မိနေတယ်လို့ခံစားရစေတယ်။နောက်ဆုံးမှဘာဖြစ်လာလဲဆိုတော့ကိုယ့်အတွက်တကယ်အရေးကြီးတဲ့အရာတွေတန်ဖိုးရှိတဲ့အရာတွေကိုတော့မမြင်နိုင်တော့ပဲအဲ့ဒီရှုပ်ချက်ခတ်မှုတွေအောက်မှာနှက်မြုပ်သွားစေနိုင်ပါတယ်။ဒါမဲ့လေစိတ်မပူပါနဲ့ဒီခြေနေကနေရုံထွက်ဖို့နီးလန်းတစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့နေထိုင်မှုပုံစံအသစ်တစ်ခုကိုလမ်းညွှန်ပေးနိုင်မဲ့ဒီစာအုပ်လေးပါပဲ။ဒီရောင်ရည်ချင်းအမှုပညာဆိုတဲ့စာအုပ်ကဘာကိုပြောရလဲဆိုတော့ minimalism ဆိုတဲ့တတ်တနာကိုလေကျွန်တော်တို့ယဉ်ကျေးမှုနဲ့ပို့ပြီးနီးစပ်တဲ့ပို့ပြီးအစွမ်းထက်တဲ့အယူအဆတစ်ခုဖြစ်တဲ့ရောင်ရည်ချင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြန်ပြီးချပြထားတာပါဒီနေရာမှာရောင်ရည်ချင်းဆိုတဲ့စံကလုံးရဲ့အတိတ်ပဲကတော်တော်လေးနေဆိုင်ပါတယ်ဒါကကျွန်တော်တို့ရဲ့အဓိကပန်းနိုင်မယ်ရောင်ရည်ချင်းဆိုတာအခန်းလေးတန်ရှင်းနေရလောက်ကိုပြောတာမဟုတ်ဘူးအဲ့ဒီထက်အများကြီးပို့ပါတယ်ဒါကအရာရာကိုထက်လိုချင်တဲ့ဆိုတဲ့စိတ်အစားဒီလောက်ဆိုလောက်ပြီးဆိုတဲ့ခံစားချက်ကနေရလာတဲ့စစ်မှန်တဲ့အတွင်းစိတ်ရဲ့ငြင်းချမ်းမှုအပြည့်အဝကြည်နမှုကိုဆိုလိုတာပါဟုတ်ပြီအဲ့ဒီတော့ minimalism ရဲ့အဓိကခေါင်းတော်ကဘာလဲအနှစ်သာရကဘာလဲဆိုတာကိုဆက်ကြည့်ကြရအောင်တကယ်တော့လေဒါကရည်ရွယ်ချက်ရှိရှိနဲ့တည်တည်ချာချာရွေးချယ်တာကိုပြောတာပါ minimalism ဆိုတာအရာရာကိုချိုတဲ့နေရမယ်လို့ဆိုလိုတာလုံးဝမဟုတ်ဘူးနော်အဲ့ဒါနဲ့စံကျင်ဘက်ပဲဒါကကိုယ့်ဘဝအတွက်တကယ်အရေးကြီးတဲ့အရာတွေတကယ်တန်ဖိုးရှိတဲ့အရာတွေကိုပဲအာရုံစိုက်နိုင်ဖို့အတွက်မလိုအပ်ပဲပိုရှန်နေတာတွေကိုဖယ်ရှားပစ်တဲ့တူးတစ်ခုလက်နက်တစ်ခုလို့တောင်ပြောလို့ရပါတယ်ဒီမှာရှင်းရှင်းလင်းလင်းနိုင်ချင်ပြထားတာကိုကြည့်လိုက်အောင်တစ်ဖက်မှာပစ္စည်းတွေများများပိုင်ဆိုင်လာလေစိတ်ဖြစ်စီမှုတွေအာရုံနောက်ဆရာတွေအကျွေးတွေပါများလာလေပဲဒါပေမဲ့တခြားဘက်မှာကျတော့ကိုယ့်ဘဝကိုပိုပြီးအတိတ်ပဲရှိအောင်နေထိုင်တဲ့အခါမှာတော့လွတ်လပ်မှုတွေအာရုံစူးစိုက်မှုတွေနဲ့အချိန်တွေပိုပြီးရလာတော့တွေ့ရမယ်ဆိုတော့ရွေးချယ်မှုကရှင်းနေတာပေါ့ပစ္စည်းတွေနဲ့ပြည့်နေတဲ့ဘဝလားဒါမှမဟုတ်အနှစ်သာရရှိတဲ့ဘဝလားဒီ user ကိုပိုပြီးလက်တွေ့ကြကြအမြင်တော်အောင်စောက်တဲ့ကတော့လေစိတ်ဝင်စားစရာကောင်းတဲ့ဥပမာလေးတစ်ခုကိုပြောပြအချင်းပါကွန်မန်ဒိုတယောက်တာဝန်ထမ်းဆောင်ဖို့ထောကြည့်နေတာပါအစင်စားကြည့်ပါသူကသူ့မရှင်တဲ့တကယ်မရှိမဖြစ်လို့ရတဲ့ပစ္စည်းတွေကိုပဲယူပြီးတော့တည်ရတာအဖို့ပစ္စည်းတွေကတူကတော့ဝန်ထုတ်ဝန်ပေါ်ပစ္စည်းပါလေအဲ့ဒီလိုဟဲ့ပဲကျွန်တော်တို့ရဲ့ဘဝကိုစီကလည်းကိုယ့်ရဲ့ mission တစ်ခုပါပဲဒါကြောင့်ကိုယ့်ဘဝ mission တဲ့ဘာတွေကိုတကယ်မရှိမဖြစ်လိုအပ်တယ်လဲဆိုတော့ကိုယ်တိုင်ခွဲခြားသိမြင်ဖို့အရေးကြီးလာပါပြီကဲအခုကျွန်တော်တို့အပြင်ပိုင်းကအလုပ်တွေကနေတွင်းစိတ်ရဲ့ငြိမ်းချမ်းမှုစီကိုဘယ်လိုခီးဆက်မလဲဆိုတော့ကိုတစ်ချက်ကြည့်လိုက်ကြအောင်ဒီခီးကဘယ်ကစားလဲဆိုတော့ကိုပတ်ဝန်းကျင်ကိုအခင်းတွေကမလိုအပ်တဲ့ပစ္စည်းတွေကိုတေးသေးချာချာရည်ရွယ်ချက်ရှိရှင်းလင်းတာအနေစပါတယ်ပထမဆုံးအပြင်ပိုင်းကိုရှင်းတာပေါ့နော်အဲ့လိုအပြင်ပိုင်းကိုရှင်းလင်းလိုက်တဲ့အခါဘာစစ်ဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာကြည်လင်ရှင်းတတ်လာတယ်စိတ်ဖြစ်စီမှုတွေကျသွားပြီးတော့အာယုံဆူဆိုက်ဖွန်နဲ့တကယ်ငြင်းချမှုအတွက်နေရာလွတ်တွေအလိုလိုဖြစ်ပေါ်လာစေပါတယ်ဒီလိုအနှစ်သာရကိုပဲဦးစားပေးတဲ့ဘဝပုံစံကိုကျင့်သုံးလိုက်တဲ့အခါရလာမယ့်ဆူလာဘရီကလေးတကယ်ကိုတန်ဖို့ရှိပါတယ်ပါတယ်လေဆိုတော့စိတ်ဖြစ်စီတာတွေစိုးရင်ပူပန်တာတွေတိတိတသာရော့ချသွားမယ်အချိန်နဲ့လွတ်လပ်ခွင့်တွေပေါ်ရလာမယ်ကိုတကယ်ဝါသနာပါတဲ့ຢာတွေကိုယ့်ရဲ့ဆက်ဆံရေးတွေအပေါ်မှာပိုပြီးနက်နက်ရှမ်းရှမ်းအာယုံစိုက်လာနိုင်မယ်ငွေရေးချီရေးချင်းတွေပိုကောင်းလာမယ်ပြီးတော့အရေးကြီးဆုံးကဘဝမှာနေထိုင်ရတဲ့ရည်ရွယ်ချက်ကိုပိုပြီးခိုင်ခိုင်မာမာခန်းစားလာရမှာပါ။အော်ဘီအခုကျွန်တော်တို့ညီကုန်းပိုင်းကိုရောက်လာပါပြီ။ဒီပိုင်းမှာတော့အဆုံးစွန်ရရှိမဲ့တကယ်ဆူလာပစစ်အမှန်နဲ့ကိုပြန်ပြီးမေးရမယ်အရေးကြီးဆုံးမေးခွန်းတစ်ခုကြောင့်ပြောကြရအောင်။အဓိကမှတ်ထားရမယ့်အချက်ကဒါပါပဲ။ဒီလိုလုပ်တာဟာကိုယ်စီကပစ္စည်းတွေကိုဆုံးရှုံးထောင်းအောင်လုပ်နေတာမဟုတ်ဘူး။အဲ့ဒီအစကိုယ်တကယ်ပိုင်ဆိုင်တဲ့ဘဝကိုပြန်ရလာအောင်လုပ်နေတာပါ။ဟုတ်ပါတယ်။စွန့်လွတ်လိုက်ရတာရှိကောက်ရှိမယ်။ဒါပေမဲ့ပြန်ရလိုက်တဲ့အရာတွေကအဲ့ဒီထက်အစားပေါင်းများစွာပိုပြီးတန်ဖိုးရှိပါတယ်။ကဲဒီတင်ဆက်မှုကိုဆုံးမတက်ခင်မှာအားလုံးကိုမေခွန်းလေးတစ်ခုနဲ့ထားခဲ့ချင်ပါတယ်။အဲ့ဒီမေခွန်းကိုကိုယ်နဲ့အတူယူသွားပြီးဆက်ပြီးစဉ်းစားကြည့်ဖို့ပါ။အဲ့ဒါကတော့ကိုယ့်ရဲ့ဘဝအတွက်တကယ်ပဲမရှိမဖြစ်လို့တဲ့အရာတွေကဘာတွေများဖြစ်မလဲ